ကိုဂီတာကြတော့10သိန်းကျော်ပေးရတယ်သူများဂီတာကြောင့်9သိန်းကျော်ပဲပေးရတယ်ဒါပေမဲ့သူများဂီတာပို့ပြီးတီးလို့ကောင်းနေတယ်အဲ့လိုမျိုးကြုံဘူးလားအဲ့တော့ sharing လုပ်ပေးချင်တာဒီဂီတာတစ်လက်တီးကောင်းဖို့ဆိုရင်ဘာအရေးပူကြီးတယ်လို့ထင်တယ်အရေးကြီးတဲ့အချက်2ချက်ရှိရပေါ့နော်နံပါတ်1ကဒီဂီတာ setting ပေါ့နော် setting လုံးဝကောင်းကောင်းချိန်ရမယ်အဲ့တော့ setting ဆိုတာဘယ်လိုပြောတာလဲဆိုတော့ဒီ flat တန်ကောက်နေတာဖြောက်နေတာနောက်ဒီကြိုးတွေမြင့်နေတာမျိုးဒါမှမဟုတ်အရင်နှိမ့်နေတာမျိုးပြီး note တွေမှန်ဖို့ဒီ intonation တွေမှန်ဖို့လိုတာမျိုးပေါ့နော်ကိုကဂီတာတစ်လက်ကို setting ကောင်းကောင်းချိန်တက်ရင်တော့အကောင်းဆုံးပေါ့ဘာလို့ဆိုတော့ကိုတီးမဲ့အနေထားကိုကြိုက်တဲ့အနေထားကိုချိန်လို့ရတယ်တကယ်လို့မချိန်တက်ဘူးဆိုရင်လည်းလုံးဝတကယ်ကျွမ်းကျင်တဲ့လူတွေစီမှာချိန်တာပို့ပြီးတော့တင့်တော်တယ်ပေါ့နော်အဲ့တော့ setting ကောင်းကောင်းချိန်ထားမယ်ဆိုရင်ပုံမှန်ဈေးနှုန်းနဲ့ဝယ်ရတဲ့ဂီတာတော်မှတီးလို့အရင်ကောင်းနေမယ်ပေါ့နော်နောက်တစ်ခုကဒီ beginner တွေတော်တော်များများတတိမထားမိတဲ့အရာပေါ့အဲ့ဒါဘာလဲဆိုတော့ဂီတာကျိုးအဲ့တော့ဂီတာ10သိန်းမကလို့30ကြီးပဲပေးရ350ပဲပေးရပြဿနာဘာလဲဆိုဂီတာကျိုး9000တန်1000တန်ထည့်ရင်တော့တီးလို့ကောင်းမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဂီတာတစ်လက်ကတီးရင်တကယ်အရေးကြီးတာကျိုးကိုတီးတာကွာကိုတွေကကျိုးကိုတီးနေတာဒီကျိုးတွေကိုတွန်းတာဒီကျိုးတွေကိုကစားတာပေါ့နော်။အဲ့တော့ဒီကျိုးက quality ညံ့တဲ့ကျိုးတွေဆိုတီးရတဲ့အရာတာလုံးဝပြတ်တယ်။ဂီတာပါထိခိုက်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ဂီတာဘယ်လိုမျိုးထိခိုက်လဲဆိုရင်တော့ဒီကျိုးတွေကဒီ gate တွေကမမှန်ဘူးပေါ့မမှန်တဲ့ခါကျရင်ဒီကျိုးရဲ့တင်းအားတွေကမညီညာတော့ဘူးမညီညာရင်ဒီဂီတာကိုပါထိခိုက်တယ်နောက်ပြီး quality နှိမ့်တဲ့ကျိုးဆိုတန်ကြီးတက်တာမြန်တယ်တန်ကြီးတက်တဲ့ကျိုးနဲ့တီးရင်ဒီ steel bar လေးတွေကစားသွားမယ်ပေါ့နော်အချိုက်လေးတွေဖြစ်သွားမယ်ပေါ့အဲ့ဒါကြောင့်မလို့ကျိုးကိုလည်းကောင်းကောင်းသုံးပေါ့နော်လုံးဝကိုကမတက်နိုင်ဘူးဆိုရင်တော့လည်းတစ်မျိုးပေါ့လေကျိုးကိုဈေးတက်တာတဲ့ကျိုးထည့်ရင်တော့မကြာခဏလဲရမယ်ဈေးကြီးတဲ့ brand ကောင်းတဲ့ကျိုးတွေထည့်ရင်တော့3လလည်းဟုတ်တယ်6လလည်းဟုတ်တယ်တစ်နှစ်ဆိုလည်းဟုတ်တယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒီအလက်စာထည့်ထားဆိုဒီတစ်လက်ဆိုရင်တော်တော်ကြာပြီပေါ့နော်အရန်ခံတယ်ပေါ့ကျိုးကဒီ brand ကောင်းတဲ့ကျိုးတွေကရေရှည်ခံရုံတင်တစ်ခုတည်းမဟုတ်ဘူးတီးတဲ့အရာတာကိုပါအရန်ကောင်းတယ်ပေါ့နော်ဆိုလိုရင်းကကျိုးတွန်းလိုက်ရင်အရန်ပြော့နေရမျိုးမဖြစ်ဘူးတင်းနေတာမျိုးလည်းအရန်မဖြစ်ဘူးစီစီပင်ပင်လေးနဲ့အီအီလေးဖြစ်မယ်ပေါ့နော်အရန်ပြော့ရင်လည်းတွန်းလို့မကောင်းဘူးအရန်တင်းရင်လည်းတွန်းရတာအဆင်မပြေဘူးအဲ့တော့သူ့ဂိတ်နဲ့သူကတော့မှန်တယ်9 gate ချင်းတူဆိုရင်တော့ brand name နဲ့ဟာဈေးအရင်တက်တာတဲ့ဂျိုးတွေကအရင်ပျော့ဖက်နေရမျိုးတွန်းလိုက်တာနဲ့ဂျိုးပြတ်သွားတာမျိုးတွေလည်းရှိရပေါ့နော်အဆိုးဆုံးကတော့ဒီဂီတာတစ်လက်ရဲ့တကယ်အရတာကိုမပေါ်လွင်စေဘူးကိုကဈေးကြီးပေးပြီးဂီတာတွေဝယ်ထားတဲ့ဆိုရင်ဂျိုးကိုလည်းကောင်းကောင်းလေးသုံးပါအဲ့ဒါမှတကယ်ဒီဂီတာရဲ့အရတာကိုကောင်းကောင်းလေးရမယ်ပေါ့နော်အတန်အနေထားဘာညာအကုန်ပေါ့